အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျမဘူစာတွေကြိုက်နေတဲ့သူတွေအတွက်အရန်ကိုစားလို့ကောင်းပြီးအရသာရှိတဲ့ Greek lemon chicken ချက်နီလေးကိုလာပြီးချက်ပြပြီးတော့မှဖြစ်ပါတယ်သူ့ကိုလုပ်ဖို့အတွက်ဆိုရင်တော့အရင်ဆုံးကြက်ရင်မုံသားကိုရေးဆေးပြီးတန့်စင်ထားရမှာပေါ့နော်လိုလေးလီးဖြတ်ထားပြီးရင်တော့ကျမဒီထိုင်းနန်ပင်လို့ခေါ်တဲ့ celery ရဲ့ကျက်သွန်ဖြူနှစ်သက်ကိုသုံးထားရပေါ့နော် celery ကိုတော့တောက်ဆင်းပြီးမှကျက်သားတွေကိုထည့်ပြီးလိုအပ်တဲ့တခြားပစ္စည်းတွေကတော့ကျက်သွန်ဖြူကိုလည်းတောက်ဆင်းပြီးမှပကံလုံးနဲ့ထည့်ပေါ့နော် sauce လုပ်ဖို့အတွက်ပြီးရင်တော့ဒီမုံညင်းစီလို့ခေါ်တဲ့အမုံကိုကျွန်မသုံးထားတယ်ပေါ့နော်အမုံမရှိရင်လည်းဒီတိုင်းပလင်းလေးနဲ့လာတဲ့ဟာကိုထည့်ရင်လည်းရတယ်ပြီးလို့ရှိရင် oregano ကိုထည့်တယ်ပြီးလို့ရှိရင်တော့ဒီတမ်မြာရီထမင်းစားနဲ့နစွန်းပေါ့နော်သူကလေတမ်မြာရီထက်လက်မွန်ရီကိုသုံးတာပိုကောင်းတယ်နော်တမ်ပီယူပေါ့နော်ပြီးရင်တော့ကျွန်မတန်လွင်စီကိုသုံးတယ်ဒီထဲမှာတန်လွင်စီမသုံးဆိုအရတာပြောင်းတယ်နော်တန်လွင်စီကိုပဲသုံးပါစားနဲ့အငြို့ကောင်းမှုတော့မိမိရဲ့စက်သားပုံတည်ပြီးမှလိုအပ်တဲ့လောက်ထည့်ပေါ့နော်အပေါ်ငံပေါ့နော်ပြီးရင်တော့ကျမတို့သူ့ကိုတည်တည်ရှာနှံ့ဆောင်နေပြီးရင်တော့အနည်းဆုံးရေခဲတစ်တာထဲမှာနိုင်ဝက်ကနေတနာရီလောက်နှက်ထားရပါမယ်ကျမရဲ့ကြက်သားနှက်ထားတာတနာရီလောက်လည်းရှိပြီဆိုတော့ကျမသူ့ကိုဒဲဦးထဲမှာကြော်ဖို့လုပ်လိုက်မယ်ပေါ့နော်အကဲကွာဒဲဦးထဲမှာကြော်ဖို့အချိန်မရှိဘူးအရင်လောနေဆိုလို့ရှိရင်အာဗန်ထဲမှာထည့်ပြီးမှတစ်ခါလေးချက်လိုက်လို့လည်းရတယ်အာဗန်ထဲထည့်မယ်ဆိုလို့ရှိရင်180ဒီဂရီမှာ15မိနစ်လောက်12မိနစ်ပဲ15မိနစ်လို့အဲ့လောက်ထည့်လိုက်ရင်ရပြီပေါ့နော်အဲ့လောက်ထည့်ပြီးဖုတ်လိုက်ရင်ချက်ပါပြီသူ့ကိုတော့ကြက်သားကိုဒဲဦးထဲမှာတစ်ခုချင်းစီထည့်ပြီးမှတစ်ဖက်ကို9မိနစ်ကနေ6မိနစ်ထိပေါ့နော်ဟိုဘက်ဒီဘက်အပြန်လန်လေးတွေလန်ပေးလိုက်ပြီးဆိုရင်တော့ချက်ပါပြီသူမြင်ရတဲ့အတိုင်းအယောင်လေးကလည်းအရန်ကိုလာတာပေါ့နော်ကျမတော့သူနဲ့သူတွဲစားဖို့ဖုတ်ထားတဲ့ဒီမုံလာဥနီရဲ့အာလူရဲ့ကလည်းအစင်တင်ဖြစ်ပြီပေါ့နော်သူ့ကိုတော့ကျမခီနိုဝါဆလတ်လေးနဲ့တွဲစားထားပါတယ်အဆုံးထိကြည့်ရှုပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်